မာနကခွေးအမီးလိုပဲဘာမှအသုံးမတည့်ဘူးဆိုတော့မာနတွေလျှော့ပါမာနတွေနော်ဘယ်နေရာမှာသုံးမယ်မာနဘယ်နေရာမှာမသုံးနဲ့အသုံးမတည့်ဘူးမာနခံရင်တရားမရဘူးမာနကြီးရင်ဂါရဝမရှိဘူးမာနကြီးတဲ့သူကအယုသေးပေးဖို့ဝင်လေးသွားတယ်သူများကိုအယုသေးမပေးတော့မန်တက်နေတာလေမာနကြီးတဲ့သူကနိဝါဒနှိမ့်ချဖို့မလုပ်တော့နိဝါဒဆိုတာဂါရဝဆိုတာမင်္ဂလာတရားနိဝါဒဆိုတာလေမင်္ဂလာတရားမာနကြောင့်အဲ့ဒီမင်္ဂလာတရားတွေမရှိတော့အမင်္ဂလာဖြစ်သွားတာနော်ဒါကြောင့်လို့အနစ်မရှိတဲ့စပနံကထောင်းသိပ်ဖြစ်တာအတိတရားတွေရှိသွားတယ်ပညာတွေတအားတတ်သွားတဲ့ပုံကိုယ်တွေကြတော့နှိမ့်ချသွားစပနံလိုပဲအနစ်ရှိတဲ့စပနံကနှိမ့်ချသွားဟောမင်းကတိပိကဆရာတော်ဘုရားကြီးရဲ့ပုံလေးတွေကြည့်လိုက်ဆရာတော်ကြီးကမေတ္တာတအားကောင်းတယ်လို့နှိမ့်ချမှုလည်းတအားကောင်းတာအမြဲတမ်းကြည့်ကြုံလေးပဲထိုင်တယ်တရားဟောတာစားကိုရင်လေးတရားအစားအရှင်ဘုရားတပည့်တော်ပြောတာပညာတတ်တဲ့မြပညာတတ်လုံးအားကြီးတော့နှိမ့်ချသွားတယ်ပညာမတတ်တဲ့သူတွေကြတော့ထောင်းသိမ့်လောက်တာမလီ BSc တို့ MS တို့ PhD တို့ဘာဒီတို့ညာဒီတို့နော်လောကလူသားတွေတတ်တဲ့လောကပညာကအဲ့ဒါသူတို့ကလောကရက်တွေလောကတတ်ပညာတွေပဲသင်ပေးလိုက်တဲ့အခါကျတော့ရုပ်ပိုင်းဆိုင်ရာတွေပဲသင်ပေးတာစိတ်ပိုင်းဆိုင်ရာတွေသင်မပေးလိုက်တဲ့အခါကျပညာတတ်တွေကတတိမပါရင်ဉာဏ်မပါရင်ပညာတတ်တွေရုပ်မာပြီဆိုရင်လိုက်မမီတော့ဘူးနော်ပညာတတ်များတရားနဲသွားရင်ဖယားကိုလည်းမကြည်ညိုဘူးတရားကိုလည်းမကြည်ညိုသံဃာကိုလည်းမကြည်ညိုတော့ဘူးပညာလွန်ကဲတတ်တာနဲ့စင်လဲကောက်ချစ်တယ်ပညာအားကောင်းပြီးတော့ယုံကြည်မှုတရားနဲ့ရင်တောက်ကျစ်သွားတယ်။ဒါဘုန်းကြီးကိုးကွယ်စရာမလိုပါဘူးဆိုတာရှိတာတချို့ပါလေ။လူစရာမလိုဘူးဖခင်ကပြောတာစိတ်แท้ရှိရင်ပြီးတာပဲလို့ပြောတယ်။အဲ့လိုနဲ့ဒါနတွေလည်းမလုပ်တော့ပညာတတ်တရား။ဟောပညာမြတ်တတ်သွားရင်ကိုကလားကြီးသွားတယ်ရတယ်။ဘုန်းကြီးကနွားနှုတ်ပို့တဲ့ကလားကြီးတရား။ကလားကြီးကနွားနှုတ်ပို့ရင်းနဲ့နွားနှုတ်အိုးကြီးကဖခင်နာရောက်တော့ရှိတုံဖခင်နာရောက်တော့စပိန်စလစ်ဖြစ်ပြီးတော့မှောက်ကြတော့စပိန်ပေါ်နွားနှုတ်အိုးကြီးမှောက်ကြလမ်းပေါ်ပြန့်သွားဘာမှမရှိတော့နွားနှုတ်အိုးကြီးမှောက်သွားတော့မှကလားကြီးကလက်လေးချီပြီးဖခင်ပဲလှည့်ပြီးမှောက်သွားတဲ့နွားနှုတ်အိုးကြီးရွှေတုံဖခင်ကိုလူပါတယ်ဗျာဩမှောက်သွားတဲ့နွားနှုတ်အိုးကြီးရွှေတုံဖခင်ကိုကလားကြီးကလူတာဗျာကုသိုလ်ရလားမရဘူးလား